နောက်မွေးနေ့ကတော့အောက်တိုဘာ10ရက်10နာရီ10မိနစ်10စက္ကန့်နဲ့မွေးချင်းအလုံးတဲ့ကျွန်တော်နံပါတ်10 10နှစ်ပြည့်တဲ့နေ့ကကိုရ10ရက်ဝင်ပါတယ်ကျွန်တော်ကြောင်းအထာက10မလေးခဲ့10ကကျက်လဲ10ကောင်းမေးတဲ့10ရနဲ့ကြောင်းဆွဲလို့မူ10ကိုတဲ့10ပင်ငါမောင်းတော့10ကကြောက်တဲ့ကြပါတယ်ခဏခဏကြုံပြီးတော့ဟာ10ကနဲ့ခဏခဏကြုံနေတော့ဟာ10ကနဲ့ယောက်စားတယ်နေဝိုင်းနေအိမ်နံပါတ်10ရက်ခွက်10ခဏခဏကြိုးပြီးတယ်ဒီကနေ့10မြောက်ကြီးစားကကျွန်တော်အိမ်တောင်ပဲသူဟာကျွန်တော်တဲ့ဆယ်နှစ်ကြီးတဲ့ဆယ်လောက်တီတီပေါင်းပြီးဆိုပြေတာနဲ့ပုံစံတစ်ဆက်ပြီးတန်လုပ်ခဲ့ရတယ်ကနာကနာချိုးပေးတယ်အော်ဟာဆယ်ကနဲ့ကနာကနာချိုးနေတယ်အော်ဟာယောက်စားတယ်နေဝိုင်းနေအိမ်နံပါတ်10ရက်ခွက်10ခဏခဏကြိုးပေးတယ်ခဏခဏကြိုးပေးတယ်တော့ဟာ10ကနဲ့ခဏခဏကြိုးနေတယ်တော့ဟာ10ကနဲ့ယောက်စားတယ်နေဝိုင်းနေအိမ်နံပါတ်10ရက်ခွက်